အော်နာကင်ကိုစောနေကြတဲ့လူတွေရှိတယ်ဆိုရင်ကိုကတောကန်100လောက်ရင်းလိုက်တာနဲ့လက်ကျက်စကင်တကောင်စာတောကန်1688ခုထိကန်ထိုးနိုင်မယ်ဆိုရင်စိတ်ဝင်စားကြဒါဆိုရင်မာရီယိုကဘလို့လောက်ရမယ်ဆိုတာကိုအသေးစိတ်ရှင်းပြပေးမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်ဖို့ပြောချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်နေမာရီတော်အကောင့်လေး follow စာတန်းကြီးလေးပြီးတော့ follow လုပ်ပေးကြပါအောင်နော် Welcome to Honor of Kings အရင်ဆုံးနေနဲ့ဂိမ်းရဲဘယ်ဘက်တောင်မှရှိတဲ့စိုင်းဆိုတာလေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်။စိုင်းထဲကိုရောက်တဲ့အခါမှာမာရီယိုခုပြထားတဲ့အထူးကမ်းလှမ်းချက်များဆိုတဲ့ຢာလေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်။နှိပ်လိုက်တဲ့အခါမှာတော့တော်ကန်နေနဲ့ကန်ဆန်းလို့ရမယ်ဆုလက်တွေအများကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကန်ဆန်းလို့ရမယ်ဆုလက်တွေအများကြီးတဲ့ကမှာမာရီယိုခုပြထားတဲ့ Honor Point Black တော်ကန်ကွန်ဘိုအထုပ်ဆိုတာလေးကိုကန်ဆန်းပေးရမှာပဲဖြစ်ပါတယ်။ကန်ဆန်းတဲ့အခါမှာတော့တစ်ချိန်ကိုတော်ကန်30နဲ့ကန်ဆန်းနိုင်မှာဖြစ်ပြီးစုစုပေါင်း10ချိန်တော်ကန်100နဲ့ကန်ဆန်းနိုင်မှာပဲဖြစ်ပါတယ်။ကန်ဆန်းတဲ့အခါရရှိနိုင်မယ့်အရာတွေကတော့ Honor Point 10ခုတော်ကန်5ခုတော်ကန်188ခုလော်ကန်1ခုလော်ကန်69ခုနဲ့လော်ကန်1688ခုတို့ပဲဖြစ်ပါတယ်။တခါကန်ဆန်းရုံနဲ့အားလုံးကိုရရှိနိုင်မှာလားဆိုတော့မဟုတ်ပါဘူး။အဲ့ဒီအားလုံးတွေကမှတစ်ခုကိုသာရရှိနိုင်မှာပဲဖြစ်ပါတယ်။ရရှိနိုင်မယ့်တော်ကန်ရေးအတွက်ကတော့လူချင်းမင်းတို့ရဲ့ကံကြမ္မာဘဝတာမူဒီလာမို့ကန်စိုးကန်ကောင်းမယ်ဖြစ်ပါတယ်။ကန်ကောင်းမယ်ဆိုရင်ကိုရင်းထားတဲ့တော်ကန်100ဓာတ်ပုံမရရှိနိုင်မှာဖြစ်ပြီးကန်စိုးမယ်ဆိုရင်တော့ကိုရင်းထားတဲ့တော်ကန်100တော့ပြန်လည်ရရှိနိုင်မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့တော်ကန်100တဲ့နဲ့တော်ကန်1688ခုထိတောင်ကန်ထူးနိုင်မှာဆိုတော့စမ်းကြည့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ကန်ဆန်းဖို့အတွက်တော်ကန်100မရှိလို့တော်ကန်တွေဝယ်ယူခြင်းနဲ့ဆိုရင်တော့မာရီယိုကိုတိုင်း100ရာခိုင်နှုန်းအမခံရောင်းချပေးနေတဲ့ M Shopee မှာတော်ကန်တွေကိုဈေးနှုန်းတက်တာစွာနဲ့ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပြီဖြစ်ပါတယ်။တော်ကန်တွေဝယ်ယူဖို့အတွက်ဆက်သွယ်ရမယ့် Telegram အကောင့်ကိုတော့ comment မှာချပေးထားပါတယ်။ဒါဆိုရင်တော်ကန်တွေကိုကန်ဆန်းရင်တော်ကန်ဘယ်လောက်ထိကန်ထိုးခဲ့လဲဆိုတာကို comment မှာရေးပေးခဲ့ကြအောင်နော်။ဒီနေ့ဗီဒီယိုဒီလောက်ပါပဲ။နောက်နေ့မှလည်း Honor Key နဲ့ပတ်သက်တဲ့ game video တင်ပေးမှာဖြစ်တဲ့အတွက်မာရီရဲ့ gaming channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်။အားလုံးပဲနောက်နေ့ဗီဒီယိုမှာပြန်နေကြမယ်နော်။ Bye bye